မင်္ဂလာပါလူဝဲရွှေကားပါဒီတစ်ခေါက်မှာတော့ရန်ကုန်လောကဥယျာဉ်ကို trekking သွားတဲ့ vlog လေးတစ်ခုကိုကျွန်တော်ရိုက်ဖြစ်ခဲ့ပါတယ်ခင်ဗျာဒီခင်းစဉ်လေးအားဆိုရင်တော့ကျွန်တော်တို့တွေဒါ8 km ရှိတဲ့ trekking raid တစ်ခုကိုကျွန်တော်တို့ join ခဲ့တာပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒါ Junction City ဘူချုပ်စင်းမှတ်တမ်းရနေပြီးကျွန်တော်တို့ကားစီခဲ့တဲ့105ကားစီခဲ့ပါတယ်ခင်ဗျာမှတ်တိုင်မှာဆင်ပြီးတော့မှတ်တမ်းရနေပြီးတော့ကျွန်တော်တို့ဒီလောကဥယျာဉ်ထိကိုဆိုင်ကယ်ကေးလေးစီဖြစ်ပါတယ်အခုတော့ရောက်ရှိပါပြီကျွန်တော်တို့သွားတဲ့ရောက်တဲ့ချိန်ကကြတော့9နာရီကျော်လောက်တော့ရှိသွားပြီပေါ့နော်ကျွန်တော်စုစုပေါင်းအဖွဲ့က9ဦးရှိတယ်ဒါလေးကတော့လောကဥယျာဉ်ဝင်မှာဟိုးမှာကြာလောကမီနီဇူးလေးတစ်ခုရှိရပါတော့အဲပေါက်ထဲမဟုတ်ပါဘူးဒီဘက်ကလောကပတ်ထဲဝင်မှာဖြစ်ပါတယ်ကဲကျွန်တော်ဆက်လျှောက်ပြီးဒီ feeling ကကြာတော့သူကလေတတော်လုံးကတရွက်6တွေပဲဖုံးထားတဲ့နေရာလေးဖြစ်တယ်ပေါ့နော်အဲ့တော့လမ်းလျှောက်ရင်တရွက်6တွေအနေနဲ့အတန်လေးကြားမှာဖြစ်ပါတယ်ခင်ဗျကဲဒါတော့1 km ရောက်တဲ့အထိမ်းအမှတ်လေးပါတချို့နေရာလေးတွေမှာကျွန်တော်တို့ဒီတစ်ကိုင်းနေရအုပ်နေတဲ့အတွက်ကြောင့်လို့ဒါငုံပြီးသွားတာလေးရှိတယ်ပြီးအောက်မှာလည်းတစ်ကိုင်းကြောက်တွေနောက်တစ်ငုံလေးရှိတဲ့အတွက်ကြောင့်မလို့တကူတစ်ဆိုင်တော့သွားပေးရတယ်ပေါ့နော်ပြီးတော့ဒါစူးပင်ချုံပုံလေးလည်းရှိတယ်ခင်ဗျအဲ့ဒါလေးတော့ကြိုးဆက်ရပါမယ်အတူတွေဝတ်သွားမယ်ဆိုရင်တော့ဒီရှာရလေးတွေပေါ့နော်ဖြစ်တတ်ပါတယ်နောက်ကျွန်တော်ဒီခင်းစဉ်မှာဆိုရင်ဒါကျွန်တော်တို့လမ်းပြပေးတဲ့ guide ကြီးလေးကြောက်ပါဆိုရင်သူပတပင်ကိုဆွဲချိုက်တဲ့အခါမှာနော်အပင်မှာကတ်နေတဲ့ပြားလေးတွေဟိုကျွန်တော်ပုံမှန်မြင်နေတဲ့ပြားတော့မဟုတ်ပါဘူးနော်ဘယ်လိုပြားလဲသူတို့ပြောတော့ပြကျွန်တော်မမီတော့ဘူးအဲ့ဒီပြားလေးသူကြိုက်တာခဏရတော့သူ့ရဲ့မျက်နှာတော့သူရှောင်သွားတာရှိတယ်အဲ့ဒါလေးကိုဆက်ရပါမယ်ကဲကျွန်တော်ဒါကတော့4 km ရောက်တဲ့နေရာလေးပါsorry 2 km ဒါကတော့3 km ရောက်ခဲ့တဲ့နေရာဟိုတော်လေးမော်တယ်ဒီဟာအကြောက်လေးဒီလော်ကားဥယျာဉ်နဲ့တစ်ဖက်ကဒါမော်ဘီဘက်ချမ်းလို့ပြောတယ်အဲ့ဒီဟာလေးကိုချန်စီကိုကာထားတဲ့တခြားကနေကျွန်တော်သွားခဲ့တဲ့နေရာလေးပါဒီနေရာလေးကအရန်လှလို့အဲ့မှာအေးတဲ့နေရာရှိတယ်ခင်ဗျာဒါရှိုးရဲကိုဆင်ရတဲ့ပုံစံလေးကဲ7 km ရောက်ပြီကဲဒါကတော့ကျွန်တော်တို့ဒါကွင်းကြီးပေါ့နော်စိမ့်ဆိုပြောလေရှုကင်းရအရန်မိုက်တယ်အရန်လှတယ်နို့ဒီရုပ်ရှင်ကားတွေမှာမြင်ရတဲ့ပုံစံမျိုးလေးပေါ့နော်အလဲမားကွင်းကြီးဖေးပတ်လဲမားတော်ဦးကြီးလေးပေါ့နော်ကဲဆိုတော့လေးလဲဆက်ဖီလေးတော့ဆွဲလိုက်ပါအောင်မယ်ခင်ဗျာပူလဲပူတယ်ဒါပေမဲ့အထဲမှာကြာနေရိတ်တယ်နေပူတဲ့ထွက်တော့တော်တော်ပူတာဒီထဲမှာကြာတော့ကျွန်တော်နေလုံးကနေပူမဲ့လဲပူတယ်အောင်မခံစားဘူးပေါ့နော်ကဲနောက်ဆုံးတော့ကျွန်တော်တို့အန်ပွိုင်းကိုရောက်ပါပြီအပြန်လေးမှာတော့မိုးလေးရတစ်ဖွဲနှစ်ဖွဲရွာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ AC လေးပြန်ခဲ့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ